Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ကတော့မုံလက်မြန်လောက်စားဖြစ်ပါတယ်ဒါမုံလက်မြန်လောက်စားဖြစ်လို့ဗီဒီယိုလေးလုပ်ဖြစ်တာပေါ့နော်ဒါတော့အခုကတော့မုံလက်မြန်လောက်ဖို့အတွက်ကိုစံမုံစံချိန်ခွဲနဲ့တစ်ခွက်ထည့်တယ်အပြင်ကောင်းချင်းမုံစံချိန်ခွဲနဲ့တစ်ခွက်ထည့်တယ်အဲ့ဒါပြီးရင်ပေးမုံအစိမ်းထမင်းစားစွန်းနှစွန်းလောက်ထည့်တယ်ပေါ့နော်အဲ့ဒါပြီးစားအဲ့ဒါပြီးချက်ဦးတလုံးထည့်တယ်အဲ့ထည့်ပြီးလို့ရှိရင်တော့မွေးမှာပေါ့နော်ဟောပြီးလို့ရှိရင်ရေနည်းနည်းလုပ်ပြီးထည့်တာပေါ့နော်ရေထည့်ပြီးနည်းနည်းပြန်မွေးပြီးပြန်ထည့်ပြန်မွေးလို့ရတယ်အဲ့ပြီးရင်တို့ကနန်းခုတ်နန်းလေးလည်းပြန်တီးထည့်နည်းများထည့်လိုက်ရတယ်ဘာလို့နည်းများတော့နည်းကောင်းတာပေါ့နော်သူကကျတော့ဒါပြီးနည်းထည့်လိုက်တယ်နည်းထည့်ပြီးလို့ရှင်ပြန်မွေးပြီးလို့ရှင်ဒါတော့ကျမတို့ရဲ့မိုးအေးလေးနဲ့ဒါဒီနေ့မိုးလက်မြလေးလှုပ်ရှားခြင်းလို့ဆိုတော့မိုးအေးလေးနဲ့မိုးလက်မြလှုပ်ရှားဖြစ်တာပေါ့နော်ဒါတော့အဲ့ဒါပြီးမိုးလက်မြလုပ်ဖို့အတွက်ကိုသူကခဏလေးပေါ့နော်သူကဘယ်လိုလဲဆိုတော့နိုင်ဝက်တနိုင်လောက်သူကခဏလေးနှက်ထားတာပေါ့နော်အဲ့လိုမျိုးဒီနေ့ကမိုးလေးရွာတာလေးနဲ့စားခြင်းလို့ဆိုပြီးလှုပ်ရှားဖြစ်တာပါမိုးလက်မြဒါအခုမိုးလက်မြလုပ်ဖို့အတွက်အိုးတယ်လိုက်ပါပြီအိုးတယ်ပြီဆိုတော့စားတော့မယ်ကျမတို့တွေဒါတော့မိုးလက်မြမှာထည့်ဖို့စတော်ပဲလေးပါဒါစတော်ပဲအဲ့ဒါစီထက်မိုးလက်မြအိုးတယ်ကိုစီထက်အိုးပူသွားပြီဆိုတော့ဗောနော်စီထက်လိုက်ပြီစီထက်ပြီးဆိုရင်အပြီးမိုးလက်မြရဲ့အရေးအနစ်ပေါ့နော်အနစ်ကိုပြန်ထည့်ရတော့မှာပေါ့နော်စီထည့်ပြီးသွားပြီဆိုရင်ကျတော့အဲ့ဒီအနစ်ထည့်ပြီးလို့ရှိရင်အဲ့လိုဒါကျမထည့်တာနည်းနည်းများသွားသေးတာပေါ့နော်သူကအနစ်ကိုနည်းနည်းမပြည့်တပြည့်လေးထည့်ရတာပေါ့နော်ဦးနဲ့သူကျမထည့်လိုက်တာနည်းနည်းများသွားတယ်ကျမလည်းခုမှ first time လုပ်တာလေဒီမိုးလက်များဆိုတာတစ်ခါမှမလုပ်ဘူးမြန်မာပြည်မှာတော့စားဘူးတာပေါ့နော်ကျမတို့ကလေးမျိုးမှစားတဲ့ပုံစံလေးမကြီးချင်းလေးနဲ့စားတာကျမတို့ကျတော့သူများတွေရဲ့နေရာမှာကျတော့နန်းနေနဲ့စားတာကျမတို့ကလေးမျိုးမှာကျတော့မကြီးသည့်အချင်းနဲ့စားတာပေါ့နော်မုံလက်များကိုအဲ့ဒါဒီလိုမျိုးထဲအိုးထဲမှာထည့်ပြီးလို့ရှိရင်သူကပြန်အကုန်ထည့်ပြီးတော့လို့ရှိရင်ခဏလေးထားရသေးတယ်သူကဘာလို့လဲဆိုတော့ဟောလေနည်းနည်းကြောက်အောင်လို့ပေါ့နော်ကြောက်အောင်လို့ဆိုမှထားရသေးတယ်ဒါတော့အဲ့ဒီမုံနဲ့တဲ့ကုန်ထည့်ပြီးဆိုတော့သူတို့ကစတော့ပဲထည့်တာပေါ့နော်ဒါစတော့ပဲ3-4စီးလောက်ထည့်ရတယ်စတော့ပဲထည့်ပြီးလို့အကုန်ပြီးသွားပြီဆိုလို့ရှင်အနေတော့ကြက်လာပြီပေါ့နော်သူကမိုးလက်မြအနေတော်လေးကြက်လာပြီသူရဲ့ဥစ္စာအနက်ကဆိုရင်မှအဲ့ဆိုရင်ကျမတို့တွေပြန်ကြည့်ရမှာပေါ့နော်ကြက်ပြီလားမကြက်သေးဘူးလားဆိုမှတစ်ခုနဲ့တစ်ခုကိုထည့်ရတော့မှာသူကကြက်သွားပြီဆိုရင်ခွာပြီးမှကျမတို့တွေတစ်ခုပေါ်မှာတစ်ခုမုံလက်များကိုပြန်ပြီးထက်ရမှာပေါ့နော်မုံလက်များဆိုတော့သူကအဲ့လိုမျိုးလေးထပ်ဖို့အတွက်ကျမလည်းတစ်ခါမှမလုပ်ဘူးလေဒါ first time ဆိုတော့ကျမလည်းကြောက်နဲ့ကော်နေရတာသူ့ကိုလည်းလေကျင်ပြန်ဖြစ်သွားမလားအဲ့လိုမျိုးပေါ့နော်မလုပ်ဘူးဆိုတော့ first time လုပ်တဲ့လူတွေဆိုတော့ဒီလိုပါပဲနော်အဲ့ဆိုကျမတို့ကမုံလက်များအခုကဒါတော့ကျမလန့်နေပြီနော်နော်မုံလက်များဒီလောက်ဆိုရင်ရပြီပေါ့သူ့ရဲ့ဥစ္စာပြန်ရပြီဆိုတစ်ခုနဲ့တစ်ခုပြန်ပူးနေတယ်ကျမကမုံလက်များကိုအဲ့လိုပူးလိုက်ကြည့်တာပေါ့နော်ရလားမရလားဆိုမှပြတစ်ခုလိုက်ပြီးမှအဲ့ဒါရတယ်လို့ထင်ပြီဆိုပြန်နောက်တစ်ခုကြည့်အဲ့ဒါပြီးသွားပြီဆိုမှထုံတော့ပါပေါ့နော်ဒါတည်းတော်တော်လေးကျမလည်းမိနည်းနည်းများသွားလို့နည်းနည်းတူးသွားတာပေါ့နော်တူးသွားတာတော့မဟုတ်ပါဘူးနည်းနည်းအနီလေးဖြစ်သွားတာဒါတော့ကျမတို့မိုးလက်များ ready ဖြစ်သွားပါပြီဒါကျမတို့ကလေးမျိုးရဲ့စားတဲ့ပုံစံလေးမကြီးချင်လေးနဲ့စားတာပါရှင်စားလို့ကောင်းပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်